ရွှေဈေးတွေကတော့သမိုင်းတစ်လျှောက်အမြင့်ဆုံးစံချိန်သစ်တွေတင်ပြီးတော့မှတက်နေတဲ့အချိန်မှာအကုန်လုံးရဲ့စိတ်ထဲမှာမေးစရာတစ်ခုဖြစ်လာတယ်။ဒီလောက်တက်ပြီးရင်အကြီးအကျယ်ပြန်ကျတော့မှာလား။ဈေးကွက်ပြိုတော့မှာလားပေါ့။အဲ့တော့ဒီနေ့တော့အဲ့ဒီမေးခွန်းရဲ့အဖြေကိုအတူတူရှာကြည့်ကြရအောင်။ဒီရွှေဈေးတက်တဲ့အချိန်ဟိုကဘလောက်တောင်ထူးခြားလဲဆိုလို့ရှိရင်လွန်ခဲ့တဲ့တစ်နှစ်ကျော်ကာလလေးမှာပဲဒီ S&P 500လိုမျိုး market က16%လောက်ပဲတက်တဲ့အချိန်မှာရွှေဈေးက60%ကျော်ကျော်အထိကိုခုန်တက်သွားခဲ့တယ်။ဒါကတကယ်တော့အံ့ဩစရာကောင်းတဲ့ဆွမ်းဆောင်ရည်ပဲပေါ့နော်။ပြီးတော့အဲ့ဒီလိုတက်တာကပဲအဓိကမေးခွန်းတစ်ခုဖြစ်လာတယ်။ကျမတို့ဘောလုံးတစ်လုံးကိုကောင်းကင်ပေါ်လွှင့်တင်လိုက်ရင်မြေပြင်ပေါ်ပြန်ကျလာရတယ်လို့ပဲ။ဒီလောက်အရှိန်နဲ့တက်နေတဲ့ဈေးနှုန်းကပြန်ကျလာနိုင်တယ်ဆိုတော့စိုးရိမ်မှုကတကယ်ကိုအကျိုးအကြောင်းစီလျော်တယ်။ဒီအကြောင်းအရာကိုနားလည်ဖို့အတွက်ကျမတို့အပိုင်းလိုက်လေးတူတူသွားကြည့်ကြရအောင်။ပထမဆုံးအခုဖြစ်နေတဲ့စံချိန်တင်မြင့်တက်မှုကိုလေ့လာမယ်။ပြီးရင်အတိတ်မှာရွှေဈေးတကယ်ကျတဲ့အချိန်တုန်းကဖြစ်ခဲ့တဲ့အချက်အလက်တွေကိုကြည့်ပြီးတော့မှအခုလက်ရှိအခြေအနေနဲ့နှိုင်းယှဉ်ကြည့်မယ်။နောက်ဆုံးမှာတော့ဘယ်လိုမျိုးကျဆင်းမှုမျိုးတွေဖြစ်လာနိုင်လဲဆိုတာကိုသုံးသပ်သွားမှာဖြစ်ပါတယ်။ကဲအဲ့ဒီတော့အပိုင်း1ကိုစလိုက်ကြရအောင်။လူတော်တော်များများကိုစိုးရိမ်ပူပန်စေတဲ့အရာကတော့ဘာလဲဆိုလို့ရှိရင်ဈေးနှုန်းပေါ့။ဒီဈေးနှုန်းကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ခုရှိတယ်။အဲ့ဒါကတော့ကျမတို့ရှုထောင့်ပြောင်းကြည့်လိုက်မယ်ဆိုလို့ရှိရင်အမြင်ပြောင်းရတာပေါ့နော်။လွန်ခဲ့တဲ့တစ်နှစ်လောက်ကိုပဲကြည့်မယ်ဆိုလို့ရှိရင်တော့ရွှေဈေးကပုံမှန်အတိုင်းပဲတည်တည်ငြိမ်ငြိမ်တက်လာသလိုထင်ရတယ်။ဒါပေမဲ့လည်းနှစ်30လို့ရှုထောင့်ကြဲနဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ဈေးနှုန်းကဒုံးပြန်တစ်စင်းလို့ထောင်တက်သွားပြီးတော့မှအချိန်မရွေးပြန်ထိုးကျလာနိုင်တဲ့ပုံစံမျိုးဖြစ်နေတာကိုတွေ့ရမှာပါ။အဲ့တော့အဲ့ဒီလိုတွေ့ရတဲ့အတွက်ကြောင့်မို့လို့လဲရွှေဈေးပြန်ပြီးတော့မှထိုးကျလာမှာလားဆိုပြီးတော့မှစိုးရိမ်ပူပန်မှုတွေဖြစ်နိုင်ကြပါတယ်။အဲ့ဒီတော့အဲ့ဒါတွေဖြစ်နိုင်မဖြစ်နိုင်ကျမတို့အတိတ်ကပြိုကျခဲ့တဲ့အချက်လက်တွေကိုအတူတူကြည့်ကြရအောင်။ရွှေဈေးကအရင်တုန်းကဘယ်လိုကြောင့်ဘလို့အခြေအနေတွေမှာပြိုကျခဲ့ဘူးလဲဆိုတာကိုနားလည်အောင်ရင်စူးစမ်းကြည့်မယ်ဆိုလို့ရှိရင်1980-80ဝန်းကျင်ပေါ့အဲ့တော့1980ပြည့်နှစ်တွေတုန်းကငွေကြေးဖောင်းပွားမှုတွေအရန်ဆိုးပြီးတော့မှဒေါ်လာအပေါ်မှာလည်းလူတွေယုံကြည်မှုပျောက်ဆုံးလာတဲ့အချိန်မှာရွှေကိုအားကိုးလာကြတယ်အဲ့ဒါကြောင့်အဲ့ဒီအချိန်တုန်းကရွှေဈေးတွေအလွန်အမင်းတက်ခဲ့တယ်ဒါပေမဲ့1980အစောပိုင်းမှာဗဟိုဘဏ်ဥက္ကဋ္ဌPaul Volcker ကအတိုးနှုန်းတွေကိုပြင်းအထန်မြင့်တင်လိုက်တဲ့အချိန်မှာတော့ရွှေဈေးက65%လောက်အထိကိုထိုးကျသွားခဲ့တယ်။ဆိုတော့ဒီအချက်ကကျမတို့ဒီနေ့ဆွေးနွေးမှုတစ်ခုလုံးရဲ့အဓိကအသေးနှလုံးပဲ။လူတွေထင်တယ်လို့မျိုးရွှေဈေးကအရန်ဈေးကြီးသွားလို့ကျတာမဟုတ်ဘဲနဲ့တကယ်အကြောင်းရင်းက paper money ပေါ့ပြောရရင်ဒီဒေါ်လာလိုမျိုးစက္ကူ fiat currency ပေါ်မှာလူတွေရဲ့ယုံကြည်မှုပြန်လည်ခိုင်မာလာတဲ့အချိန်ကြမှာကျဆင်းတာဖြစ်ပါတယ်။အဲ့ဒီတော့ငွေကြေးဖောင်းပွားမှုကိုထိန်းချုပ်ပြီးတော့မှဒေါ်လာအပေါ်ယုံကြည်မှုပြန်ရအောင်ဗဟိုဘဏ်ဥက္ကဋ္ဌကဘလောက်အတိုးနှုန်းကို20%အထိမြင့်တင်ခဲ့တယ်။အဲ့ဒီ20%ကိုလက်ရှိအတိုးနှုန်းနဲ့ရှင်းကြည့်လိုက်မယ်ဆိုလို့ရှိရင်လက်ရှိအတိုးနှုန်းက3.75% ပဲရှိတယ်။အဲ့တော့အဲ့ဒီခေတ်ရဲ့ငွေကြေးမူဝါဒပတ်ဝန်းကျင်နဲ့အခုခေတ်ကြားမှာဘလောက်တောင်ကွာခြားလဲဆိုတာကိုရှင်းရှင်းလင်းလင်းမြင်နိုင်။အဲ့ဒီအတိုးနှုန်း20%ကဘာလို့အဲ့လောက်တောင်မှအစွမ်းထက်ခဲ့တာလဲ။အဲ့ဒါကဒီ positive real interest rate ဆိုတဲ့သဘောတရားကြောင့်ပါပဲရှင်းပြပါမယ်။ဘဏ်အတိုးနှုန်းကငွေကြေးဖောင်းပွားမှုထက်ပိုပြီးတော့မှများနေတဲ့အခြေအနေအဲ့ဒီအခါကျရင်လူတွေကငွေသားကင်ထားတာငွေစုထားတာကအကျိုးအမြတ်ပိုရှိလာပြီးတော့မှရွှေလိုမျိုးပိုင်ဆိုင်မှုတွေရဲ့ဆွဲဆောင်မှုကလျော့ကျသွားတယ်ဒါပေမဲ့2011ခုနှစ်တုန်းကအဲ့တုန်းကလည်းရွှေဈေး45%လောက်ကျခဲ့တယ်ဒါပေမဲ့ဇလန်းကတော့မတူပါဘူးအဲ့ဒီတုန်းကဈေးကျတာကဗဟိုဘဏ်ရဲ့မူဝါဒကြောင့်မဟုတ်ဘဲနဲ့2008ဘဏ္ဍာရေးအကျက်အတဲအပြီးမှာလူတွေစိုးရိမ်နေတဲ့ငွေကြေးဖောင်းပွားမှုကြီးဟာတကယ်တမ်းဖြစ်မလာခဲ့တဲ့အတွက်ရွှေရဲ့အာမခံဆိုတဲ့အခန်းကဏ္ဍကမလိုအပ်တော့လို့ဖြစ်ပါတယ်ဒီအချက်ကလည်းရွှေဈေးကသူ့ရဲ့အခန်းကဏ္ဍပေါ်မှာပဲမူတည်နေတယ်ဆိုတာကပို့ပြီးတော့မှခိုင်မာသေးတယ်အဲ့တော့အဲ့ဒီအချက်တွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ရွှေဈေးအကြီးအကျယ်ပြိုကျဖို့အတွက်လိုအပ်တဲ့အခြေအနေ3ခုကိုပုံသေးနည်းတစ်ခုအနေနဲ့ထုတ်လို့ရတယ်။နံပါတ်1ကတော့ဘာလဲဆိုလို့ရှိရင် real interest rate တွေအပေါင်းလက္ခဏာဖြစ်ပြီးတော့မှအဲ့ဒီအတိုင်းတည်ငြိမ်နေရမယ်။နံပါတ်2ကတော့ဒေါ်လာရဲ့တန်ဖိုးကစင်ဆက်မပြတ်အားကောင်းနေရမယ်။နံပါတ်3နဲ့နောက်ဆုံးအရေးအကြီးဆုံးကတော့ငွေကြေးမူဝါဒအပေါ်မှာလူတွေရဲ့ယုံကြည်မှုအပြည့်အဝရှိနေရပါမယ်။အဲ့တော့ဒီဇယားကအရာအလုံးကိုပြောပြနေတယ်
1980တုန်းကလည်းလုံးဝစန့်ကျင်ဘက်ပဲအဲ့ဒီတုန်းက interest rate တွေကအပေါင်းလက္ခဏာပြတယ်ဒါပေမဲ့အခုကတော့အနှုတ်ပြနေတော့မယ်အဲ့ဒီတုန်းကအစိုးရရဲ့အကျွေးရ GDP ရဲ့30%ပဲရှိတယ်အခုကတော့120%ကျော်နေပြီပြီးတော့အဲ့ဒီတုန်းကဗဟိုဘဏ်တွေကရွှေမဝယ်ဘူးအခုတော့ကမ္ဘာဗဟိုဘဏ်တွေကစံချိန်တင်ဝယ်စုနေကြတယ်ဆိုတော့ကပြောရမယ်ဆိုရင်ဒီနေ့ခေတ်အခြေအနေကအရင်နဲ့လုံးဝကိုအခြေခံကြကြကွာခြားနေတယ်အတိုးနှုန်းတွေကလည်းအနှုတ်လက္ခဏာဆက်ပြနေတယ်အစိုးရရဲ့ကျွေးမီတွေကလည်းသမိုင်းမှာမရှိခဲ့ဘူးလောက်အောင်များနေတယ်ပြီးတော့ဘတ်ဂျက်လိုငွေပြမှုတွေကလည်းကြီးမားနေတော့မယ်ဗဟိုဘဏ်တွေကလည်းရွှေကိုအပြိုင်အဆိုင်ဝယ်နေကြပြီးတော့ဒေါ်လာရဲ့ကမ္ဘာအရန်ငွေကြေးတိုးလောင်တဲ့အခန်းကဏ္ဍကလည်းစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတယ်အဲ့ဒီတော့1980လို့အကြီးအကျယ်ပြိုကျမှုမျိုးဖြစ်နိုင်ခြေနည်းတယ်ဆိုလို့ရှိရင်ရွှေဈေးကဘလို့ပုံစံမျိုးတွေနဲ့ကျနိုင်သေးလဲဆိုရဖြစ်နိုင်ခြေတွေကိုဆက်ပြီးတော့မှကြည့်လိုက်ကြအောင်ရေဘူးရအဖြစ်ဖြစ်နိုင်ခြေရှိတဲ့ပုံစံ၃မျိုးကျွန်တော်တို့စဉ်းစားလို့ရတယ်ပထမတစ်ခုကတော့ consolidation လို့ခေါ်တယ်ဈေးတည်ငြိမ်သွားတာဈေးနှုန်းကအချိန်အတိုင်းအတာတစ်ခုအထိသတ်မှတ်ပေါင်းတစ်ခုထဲမှာပဲဘေးတိုင်းရွေးလျားနေတာမျိုးပေါ့နံပါတ်1ဒုတိယတစ်ခုကတော့ဘာလဲဆိုလို့ရှိရင် correction လို့ခေါ်တယ်ဈေးနှုန်းပြင်ဆင်ခြင်းဈေးနှုန်းကအတက်လမ်းကြောင်းကြီးထဲမှာပဲရှိနေသေးပေမဲ့ယာယီအားဖြင့်15%ဒါမှမဟုတ်အဲ့ဒီထက်နည်းနည်းပိုပြီးတော့မှထိုးကျသွားတာမျိုးပါနံပါတ်3နောက်ဆုံးဈေးကွက်အကျကြီးစားဖြစ်ဖို့ကတော့ခုနပြောခဲ့တယ်လို့မျိုးပဲလက်ရှိအကျွေးပမာဏကြီးနဲ့လုံးဝမဖြစ်နိုင်တဲ့မူဝါဒပြောင်းအလဲကြီးတွေဖြစ်လာမှသာတွေ့နိုင်တဲ့အခြေအနေမျိုးပါပဲအဲ့တော့ရွှေဈေးကစံချိန်တင်အမြင့်ဆုံးရောက်သွားလို့ပြိုကျနိုင်တာဈေးကျနိုင်တာမျိုးမဟုတ်ပါဘူးငွေကြေးစနစ်တစ်ခုလုံးအတွက်အာမခံချက်တစ်ခုအဖြစ်သူ့ရဲ့တာဝန်တွေမလိုအပ်တဲ့အခြေအနေမျိုးရောက်မှသာကျတတ်တာဖြစ်ပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်အောင်မြင်ပျော်ရွှင်တဲ့ investor များဖြစ်နိုင်ကြပါစေရှင်